အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့အနှစ်မများနဲ့နူးဤနေတဲ့ခရမ်းသီးနဲ့လေးချက်စားမှာဖြစ်ပါတယ်ပိုးကတော့ခရမ်းသီးကိုအစားသွတ်ပြီးလုံးချက်ချက်ထားပါတယ်ရှင်ဒီချက်နီလေးကတော့ပိုးမိမိချက်ကျွေးနေကြနီးလေးအတိုင်းချက်ထားတာပဲဖြစ်ပါတယ်အရန်ကိုစားလို့ကောင်းပြီးထမင်းမိန်နဲ့ဟင်းလေးမို့လိုက်ချက်စားကြည့်ကြအောင်နော်ဒါကတော့ခရမ်းသီးနဲ့ဖို့အတွက်လိုအပ်တဲ့ပါဝင်ပစ္စည်းလေးတွေပါပိုးကတော့ဒီထောက်ပတ်ခရမ်းလေးကိုသုံးထားပါတယ်ရှင်ပဇွန်ကြောင့်လေးတွေလည်းလိုအပ်ပါတယ်ရှင်ကျန်းတို့ညီကတော့သုံးလုံးသုံးထားပါတယ်စိမ့်စားငပိအနှဲငယ်လည်းလိုအပ်ပါတယ်နော်ငရုတ်သီးအယောင်တင်မုတ်စနွင်းမုတ်စားနဲ့ဟင်းချုံမုတ်တို့လည်းလိုအပ်ပါတယ်ရှင်အရင်ဆုံးပဇွန်ကြောင့်လေးတွေကိုထောင်းရလွယ်အောင်လို့9မိနစ်လောက်ရေစိမ်ထားလိုက်ပါမယ်ပဇွန်ကြောင့်ရေစိမ်ထားတော့မှကျန်းတို့ညီလေးတွေကိုအရင်ထောင်းထားလိုက်ပါမယ်ရှင်ထောင်းရလွယ်အောင်လို့အရင်ခက်သေးလေးထားလိုက်မယ်နော်ဟင်းအနစ်မင်းများလေးရအောင်ချက်မှာဆိုတော့ကျန်းတို့ညီကိုပုံမှန်ထက်ပိုထည့်ထားပါတယ်ရှင်ထောင်းထားတာမညက်တညက်လေးဖြစ်လာပြီဆိုရင်တော့ပြန်ခတ်ထုတ်ထားလိုက်ပါမယ်။ရေစိမ်ထားတဲ့ပဇွန်ကြောက်လေးတွေကိုတော့ရေပြန်ဆေးပြီးထောင်းမှုအတွက်ရေးစစ်ထားလိုက်ပါတယ်။ပဇွန်ကြောက်လေးတွေကိုလည်းထောင်းထားလိုက်ပါမယ်နော်။အရင်ကြီးညက်အောင်ထောင်းမှုတော့မလိုပါဘူးရှင်။ပဇွန်ကြောက်လေးတွေလည်းအစင်းနှင်းဖြစ်ပြီဆိုရင်ဟင်းအနှစ်စားလုပ်ကြမယ်နော်။ခရမ်းသီးအစာတုပ်ဖို့အတွက်ထောင်းထားတဲ့ကြက်သွန်နီနဲ့ပဇွန်ကြောက်လေးတွေကိုထည့်လိုက်ပါမယ်။စိမ့်စားငပိလေးလည်းထည့်လိုက်ပါမယ်။စနွေးမုတ်လေးအနည်းငယ်လေးထည့်လိုက်ပါမယ်ရှင်။ရုံသီးအယောင်တင်မှုတ်ကိုတော့ပိုးကထမင်းစားစွန်းနဲ့တစုံခွဲလောက်ထည့်ထားပါတယ်။အရသာအတွက်စားနဲ့ဟင်းချုံမှုတ်ကိုထည့်ပါမယ်။အားလုံးထည့်ပြီးပြီဆိုရင်တော့စီလေးလည်းထည့်လိုက်ပါမယ်ရှင်။ဒီခရမ်းသီးနဲ့လေးကစီမြများလေးနဲ့မှနူးဤပြီးတော့စားလို့ပိုကောင်းပါရဲ့နော်။ပြီးရင်တော့အားလုံးနှံ့အောင်မှွေထားလိုက်ပါမယ်။ငပိလေးတွေကြည့်အောင်အရင်ချီပြီးမှနှံ့အောင်မှွေရင်ပိုအဆင်ပြေပါရဲ့ရှင်။အနှစ်လေးတွေအစင်နှင်းဖြစ်ပြီဆိုတော့မှခရမ်းသီးကိုစောက်ခွဲပါမယ်နော်။ခရမ်းသီးလေးတွေကိုနှက်တဲ့အခါမှာအသားလေးရောက်ပိုပြီးဣနေအောင်လို့နည်းနည်းလေးထုထားပေးလိုက်ပါမယ်။ရပြီဆိုရင်အညာလေးတွေကိုလည်းဓာတ်နဲ့ဖြတ်ထားလိုက်ပါမယ်။ပြီးရင်တော့ရေဆေးပြီးလေးချမ်းချမ်းထားလိုက်မယ်နော်။လေးချမ်းချမ်းထားတဲ့ခရမ်းသီးတွေကိုပြင်ထားတဲ့အနှစ်လေးတွေအစာသွတ်ထည့်လိုက်ပါမယ်ရှင်။အားလုံးစာသွတ်ပြီးပြီဆိုရင်တော့ဆက်ချက်လို့ရပါပြီနော်။အရင်ဆုံးအိုးတွေကိုခရမ်းသီးလေးတွေစီးထည့်လိုက်ပါမယ်။ပူနေတဲ့အနှစ်လေးတွေကိုလည်းတစ်ခါတည်းရောထည့်လိုက်မယ်နော်။ပြီးရင်တော့ခရမ်းသီးလေးတွေနူးအောင်လို့ရေးထည့်ပြီးတိတ်ထားလိုက်ပါမယ်။အဖုံးလေးအုပ်ပြီးတော့မီးအလဲလဲနဲ့ပဲတိတ်ထားလိုက်မယ်နော်။10မိနစ်လောက်တည်ပြီးပြီဆိုရင်တော့နှစ်ဖက်အကျက်ညီအောင်လို့အပေါ်လှန်ထားလိုက်ပါမယ်ရှင်။ဒီဟင်းလေးကချက်နေရင်းနဲ့ကိုအနက်လေးကအရမ်းမွေးပြီးတော့ထမင်းပူပူလေးနဲ့တွဲစားကျင်စရာလေးနော်။တည်ထားတာမိနစ်20လောက်ရှိပြီဆိုရင်တော့ခရမ်းသီးလေးတွေကနူးဤပြီးတော့ကျက်နေပါပြီရှင်။တကယ်လို့ခရမ်းသီးမနူးခင်မှာရေခမ်းသွားတယ်ဆိုရင်ရေနွေးလေးထည့်ထည့်ပြီးတော့တည်ထားလို့ရပါရဲ့နော်။အရသာအပေါ့ငယ်အနီးတော်ပဲဆိုရင်တော့ချလို့ရပါပြီရှင်။ကဲအခုဆိုရင်စားကျင်စပွဲခရမ်းသီးနဲ့လေးရပါပြီနော်။သူ့အနှစ်လေးတွေကထမင်းနဲ့နယ်စားရင်အရန်ကိုစားလို့ကောင်းနေနော်။ဒီဟင်းလေးတစ်မျိုးလေးရှိုံနဲ့ထမင်းတိုးလုံးပြောင်းသွားစေမဲ့ဟင်းကောင်းလေးတစ်ခါပါပဲရှင်။ဒီဟင်းလေးကိုပိုးနဲ့ချက်နီတူတဲ့စုလေးတွေရှိကြလားနော်။ရှိတယ်ဆိုရင် comment မှာရေးပေးခဲ့အောင်နော်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်။ subscribe ကိုနေခေါင်းကိုနေပေးချပေးကျွန်တော်ဗီဒီယို